တထေးကြီးဟာမင်းကလေးရဲ့ဘဲဘက်လက်ကထူးခြားတဲ့အမှတ်အသားကိုမြင်လိုက်ရတဲ့အခါမှာပဲသူအမြဲတမ်းလိုက်ရှာနေခဲ့တဲ့ဆရာသက်ခင်ဟာမိသားစုရဲ့အနှိမ်ခံဖြစ်နေတဲ့ဒီမင်းကလေးမှန်ရုပ်တရက်သဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့တထေးကြီးကသူမရဲ့မိသူမိဘဖြစ်ကြောင်းကိုဓာတ်ရိုက်မဖော်ပြသေးပဲမိသားစုရဲ့နှိမ်ချဆက်ဆံခံနေရတာကိုတိတ်တဆိတ်ကြည့်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာမိသားစုဝင်တွေဘယ်လောက်အထိမောက်မာနေကြတယ်လဲဆိုတာနဲ့နောက်ပိုင်းမှာသူတို့ဘယ်လောက်အထိအရှက်ရသွားမလဲဆိုတာကိုသူသိနေလို့ပါတကယ်တော့ဒီ main ကလေးမှာသူမပြောတဲ့စကားတွေတကယ်ဖြစ်လာစေတဲ့ထူးခြားတဲ့စွမ်းအားရှိပါတယ်။သူမကိုမတော်တဆစော်ကားမိသူမှန်သမျှသူမကမကောင်းတဲ့စကားတစ်ခွန်းလောက်ပြောလိုက်တာနဲ့တင်ကန်ဆိုးမှုမှောင်ကျတတ်ပါတယ်။ဒါကိုသူမရဲ့မိသားစုကဘာမှမသိကြပါဘူး။ငယ်စဉ်ကတည်းကကလေးချင်းအလဲခံရပြီးတောရွာမှာတောင်းတင်နေခဲ့တဲ့သူမကိုအိမ်ပြန်ခေါ်လာရတဲ့တခုတည်းသောအကြောင်းရင်းကတော့သူမရဲ့မွေးစားညီမအစာမတန်ဆွမ်းတဲ့ဆစ်ဆက်ထားသူနဲ့အစားထိုးလက်ထပ်ခိုင်းမှုပဲဖြစ်ပါတယ်။အဖြစ်မှန်ကိုတီးလိုက်ရတဲ့မိန်းကလေးကဒေါသထွက်တော့မဲ့အချိန်မှာပဲတထေးကြီးကသူ့နောက်လိုက်တွေနဲ့အတူရောက်လာပြီးမိန်းကလေးကိုဧည့်သည်ဖြစ်ဖိတ်ကြားဖို့လုပ်ပါတယ်။ဒါပေမဲ့မိသားစုဝင်တွေကတထေးကြီးဟာမွေးစားညီမကိုလာဖိတ်တာလို့အထင်မှားသွားကြပါတယ်။မိန်းကလေးကတော့မှကြီးပြင်းလာတာမို့တထေးကြီးနဲ့ဘလို့မှမသိနိုင်ဘူးလို့ယူဆကြလို့ပါ။ဒီအတွက်မိသားစုတစ်ခုလုံးဝမ်းသာအားရဖြစ်နေကြပြီးအကိုဖြစ်သူကတော့သူမကိုမတန်ဆွမ်းတဲ့သူနဲ့ပဲထိုက်တန်တဲ့တော့သူမလို့ချက်ချင်းလှောင်ပြောင်ခဲ့ပါတယ်။မွေးစားညီမကတော့တထေးကြီးရဲ့မျက်နှာตาပေးမှုကိုရပြီးနောက်မှအောင်မြင်တော့မယ်လို့သူတို့ကထင်နေကြတာပါဒါပေမဲ့အဲ့ဒီအချိန်မှာတထေးကြီးကမွေးစားညီမရဲ့လက်မှာအမှတ်အသားမရှိတာကိုသတိထားမိသွားပါတယ်။သတင်းမနေပြီးသူနေရာမှာလာတယ်လို့ထင်ကပြန်ဖို့ပြင်လိုက်ပါတယ်။ဒါကိုမြင်တဲ့အခါမင်းကလေးကတထေးကြီးတယောက်သူမကိုလာရှာနေတယ်ဆိုတဲ့တောကတငယ်ချင်းစီကဖုန်းကိုသတိရသွားပြီးသူမရဲ့လက်ကိုမြှောက်ကသူ့ကိုရှာနေတာလားလို့မေးလိုက်ပါတယ်။တထေးကြီးလက်ကြည့်လိုက်တဲ့အခါမင်းကလေးရဲ့လက်ကအမှတ်အသားကိုမြင်ပြီးသူမကိုမှတ်မိသွားပါတယ်။ဒါကိုမြင်တဲ့မိဘတွေကတော့ထိတ်လန့်သွားပြီးတထေးကြီးရဲ့ဧည့်သည်ပါလို့လိမ်မပြောနဲ့ဆိုပြီးမင်းကလေးကိုငေါငန်းပါတော့တယ်။မွေးစားညီမကလည်းဒီလိုလုပ်ရင်တထေးကြီးကိုစော်ကားရရောက်တယ်လို့ဟန်ဆောင်ကောင်းကောင်းနဲ့ပြောပြီးချက်ချင်းတောင်းပန်ဖို့ခိုင်းပါတယ်။ဘေးကအကူဖြစ်သူကလည်းတောသူမအိမ်ရောက်တာနဲ့မိသားစုကိုဒုက္ခပေးနေပြီးမတောင်းပန်ရင်တောကိုချက်ချင်းပြန်လှည့်သွားတော့လို့ဆဲဆိုချင်းမောင်းပါတယ်။ပြီးခံနိုင်စွမ်းကုန်ဆုံးသွားတဲ့မိန်းကလေးကမိသားစုကငါးကြောင်ဒုက္ခရောက်မှာဒီလောက်တောင်ကြောက်နေမှာတော့အခုပဲမိသားစုအဖြစ်ကနေအဆက်အသွယ်ဖြတ်လိုက်ကြရအောင်လို့ပြောလိုက်ပါတယ်။အဲ့ဒီတော့မှမိဘတွေကပြတလဲဖြစ်သွားကြပါတယ်။ဘာကြောင့်လဲဆိုတော့သူမကိုအစားထိုးလက်ထပ်ခိုင်းဖို့အစီအစဉ်ရှိနေသေးလို့ပါဖခင်ဖြစ်သူကစကားအနေငယ်ကြောင့်နဲ့အဆက်အသွယ်ဖြတ်เสียမလို့ပါဘူး။တထေးကြီးကိုစိတ်ရင်းနဲ့တောင်းပန်လိုက်ရင်ဒီအိမ်ရဲ့သမီးဖြစ်ဆက်နေလို့ရပါတယ်လို့ချက်ချင်းလေးတန်းပြောင်းသွားပါတယ်။ဒါပေမဲ့တထေးကြီးကမိန်းကလေးရဲ့မိသားစုကိစ္စတဲ့သူဝင်ပါမိရင်မိန်းကလေးစိတ်ဆိုးမှကိုစိုးရိမ်တာကြောင့်ကျွန်တော်ကိုတုံးပြီးမိန်းကလေးကိုချင်းချောက်ဖို့မကြိုးစားနဲ့လို့ဖခင်ဖြစ်သူကိုတတိပေးလိုက်ပါတယ်။ဒါကြောင့်ဖခင်ဖြစ်သူချက်ချင်းနှုတ်ဆက်သွားပါတယ်။အဲ့ဒီအချိန်မှာမွေးစားညီမကရန်တိုက်ပေးဖို့တဖန်ကြိုးစားပြန်ပါတယ်။သူမကအကိုဖြစ်သူကိုသူမကအကိုရဲ့ညီမအရင်ပဲလေအကိုကပဲတောင်းပန်လိုက်ပါလို့ဟန်ဆောင်ပန်ဆောင်ပြောပါတယ်။အဲ့ဒီစကားကိုကြားတဲ့အကိုဖြစ်သူကဒေါသပေါက်ကွဲပြီးဒီလိုညီမမျိုးကိုငါဘယ်တော့မှအတိအမှတ်မပြုဘူးလို့အော်ဟစ်ပါတော့တယ်။မင်းကလေးကလည်းဒါဆိုရင်လက်ဝါးချင်းရိုက်ပြီးအဆက်အသွယ်ဖြစ်ကြတာပေါ့လက်ဝါးချင်း၃ချိန်ရိုက်ပြီးရင်ငါတို့ဘာပတ်သက်မှုမှမရှိတော့ဘူးလို့ပြောပါတယ်အကိုဖြစ်သူကဒေါသတကြီးနဲ့ချက်ချင်းလက်ဝါးချင်းရိုက်လိုက်ပါတယ်အဲ့ဒီနောက်မိဘတွေကိုလည်းရိုက်ဖို့တောင်းဆိုပါတယ်မိဘတွေကလည်းသူမကိုပညာပေးချင်တာကြောင့်တောမှာဒုက္ခရောက်ရင်ငါတို့စီပြန်လာပြီးတောင်းပန်ရမှာပဲလို့တွေးပြီးတယောက်လက်ဝါးချင်းရိုက်လိုက်ကြပါတယ်လက်ဝါးချင်းရိုက်ပြီးတာနဲ့တပြိုင်နက်ကောင်းကင်မှာတိမ်မဲတွေဖုံးလွှမ်းလာပြီးမိုးကြိုးတွေပြင်းထန်စွာပစ်ချပါတော့တယ်မိန်းကလေးကိုဆဲဆိုခဲ့တဲ့အကိုဖြစ်သူဟာလည်းချက်ချင်းပဲတွေးအံပြီးမြေပြင်ပေါ်မှာသတိလစ်လဲကျသွားပါတော့တယ်